Hello အားလုံးကိုမင်္ဂလာပါဒီနေ့ဂျလန်အလောဘူကီပင်တန်းကနေ China Town ကို MR3 နဲ့ဘယ်လိုတွားလဲဆိုတဲ့အရာကိုပြောပြပါမယ်နော်ဒီနေ့ယထာနဲ့တော့မှာပါ MRT ယထာနဲ့တော့မှာပါဆိုတော့ယထာကိုကျမတို့ယထာဂိတ်ကိုအခုကဒီလေးကားနဲ့ဆင်းပါမယ်ကျမတို့ဟိုဘက်ကိုအသက်ဆိုလို့ရှိရင်တော့နော်ဆက်လေးကားနဲ့ဖြစ်ပါတယ်ဒီဘက်ကိုအဆင်းဆိုလို့ရှိရင်လေကားနဲ့ဖြစ်ပါတယ်ရိုးရိုးလေကားနဲ့ကဲဆိုတော့ကျမတို့ gate walk ကိုရောက်ပြီဆိုလို့ရှိရင်ဒီမှာက quite ဝဲတုတ်ကင်ဝဲတဲ့နေရာပါဒီမှာကကတ်ရှိလို့ရှိရင်ကိုဟာနဲ့ကိုတွားလို့ရပါတယ်ပလက်ဖောင်း1ကကာကြောင်ဖြစ်ပါတယ်ပလက်ဖောင်း2ကိုကျမတို့တွားပါမယ်နော်ဘူကီပီနာကနေတွားမယ်ဆိုလို့ရှိရင်ပလက်ဖောင်း2ကိုရွေးချယ်ရပါမယ် China Town ကိုတွားလို့ရှိရင် gate စီးရပါတယ်နော်ကျမတို့ခုကပလက်ဖောင်း2ကိုတွားနေတာဖြစ်ပါတယ်ပလက်ဖောင်း2ကိုတေချာလေးရွေးချယ်ဖို့လိုအပ်ပါတယ်နော်ဆိုတော့ဒါကတလေးဆက်လီကားမှာဖြစ်ပါတယ်ကျမတို့ယထာကဘယ်ချိန်လာမယ်ဆိုတဲ့အရာကိုမိနစ်ပြထားတဲ့နေရာဖြစ်ပါတယ်ဆိုတော့ကျမတို့ရောက်သွားတဲ့အခါမှာ9မိနစ်ပေါ့နော်9မိနစ်ကျမတို့စောင့်ရပါတယ်ဆိုတော့ဒါကယထာရောက်တာနဲ့အလိုလျောက်တကားပွင့်ပါပြီဆိုတော့ကျမတို့အထက်ကိုသွားပါတယ်ဒါကလူရမ်းချက်တဲ့အတွက်ကြောင့်ပေါ့နော်ထိုင်မဲ့နေရာမရှိဘူးအားလုံးဘယ်လိုပြောမလဲရမ်းများတဲ့အတွက်ကြောင့်ကျမတို့ကမတက်ရက်လိုက်ပါတယ်ပါစာစီနီကိုရောက်တော့ကျမတို့ဆင်းပါတယ်ဆင်းပြီးသွားတာနဲ့တခါတည်းကျမတို့ဂိတ်ကိုထွက်ဖို့တဲ့ပါစာစီနီကနေထွက်ဖို့တဲ့ကျမတို့ line up လုပ်ရပါတယ်နော်ကျမတို့အများအား line up လုပ်ရမယ်နော် line up လုပ်တဲ့အခါမှာကြော်တာတွေပါတယ်လည်းမလုပ်ရပါဘူးနော်အားလုံးကစီကံရှိရှိနဲ့ line up လုပ်နေကြတာပါကျမတို့ဒါကကြတော့ကျမတို့ယထာ gate အထက်ဘက်ကိုဖြစ်ပါတယ်ဆိုတော့ကျမကတုတ်ကင်မဝယ်ပါဘူးကျမမှာယထာကတ်ရှိတဲ့အတွက်ကြောင့်ယထာကတ်နဲ့ကျမတို့ထွက်ပါတယ်တုတ်ကင်ဝယ်ထားတဲ့လူကဒီအပေါက်ထဲမှာတုတ်ကင်ပြားကိုထည့်လို့ရပါတယ်နော်ကတ်ဆိုလို့ရှိရင် touch light ယုံပါပဲဆိုတော့ကျမတို့တဲ့လေးကားပေါ်မှာပြန်ပြီးမှထွက်လာပါတယ်ဒါက gate ရဲ့ထွက်ပေါက်ပါအဲ gate ကိုရောက်တာနဲ့ကျမတို့တဲ့လမ်းပြန်လျှောက်လာပါမယ်နော်တဲ့လျှောက်လာပါတယ်တနေရာမှာကိုယ်ဆောင်လို့ပါဘူး China Town ကတည်တဲ့အတိုင်းလူကတိတ်များပါတယ်အစားတောက်တွေအရန်ကောင်းပါတယ်ဈေးလည်းကြီးပါတယ်တန်လည်းတန်ပါတယ်ဆိုတော့အင်္ဂါနေထမင်းစားစရာမလိုဘောနော်ဒီမှာဝယ်ပဲစားလိုက်ရုံပါပဲ China Town ကကြတော့တနေရာမှမကွေပါဘူးကျမတို့တွားတာ around 2နာရီခွဲလောက်မှဖြစ်တော့နေရကြိတ်တို့ပူပါတယ်China Town မှာကြတော့လူလိမ်လူညာတွေများတာဖြစ်တဲ့အတွက်ကြောင့်မလို့အရင်တတိရထားရပါမယ်နော်ဈေးလည်းတေချာလေးစစ်ပြီးဝယ်ရပါမယ်China Town ရောက်ရင်ဈေးစစ်ဖို့လုံးဝမမေ့ပါနဲ့နော်ခုကကျမတို့မို့ဝရှိကိုရောက်နေပါပြီဒါက China Town ဖြစ်ပါတယ်ဒီထဲမှာကျမတို့brand တွေဘာတွေလဲဝယ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ fake brand ပါနော် fake ပါနော်လုံးဝ fake ပါဆိုတော့ဒီဟာကဒီလမ်းထဲကိုဝင်သွားလို့ရပါတယ်ကျမကတော့နေရမ်းပူတဲ့အတွက်ကြောင့်ဟိုအဆုံးထိတော့ကျမမသွားပါဘူးဆိုတော့ကျမပစ္စည်းတွေလည်းအများကြီးမှာထားတယ်ဆိုတော့ကြောင့်အဆုံးထိတော့လမ်းမလျှောက်လိုက်ပါဘူးသွားချင်တဲ့လူတွေဟိုအဆုံးထိသွားလို့ရပါတယ်ကျမကတော့အိမ်မှာကလေးတိတ်ထားတာဖြစ်တဲ့အတွက်မြန်ဆန်ပြန်ရမှာဖြစ်တဲ့အတွက်ကြောင့်ကျမကဗီဒီယိုလေးကိုshort to the point ပေါ့နော်ကျမကရိုက်ပေးလိုက်ပါတယ်တကယ်လို့ကိုကလမ်းလျှောက်ပြန်ချင်တယ်ဆိုရင်တက်သွားမယ်တွားပြီးမိတွားပြီးတာနဲ့ right side ကိုချိုးပြီးမှတဲ့ပြန်လာလို့ရပါတယ်ဘူကီပီတောင်လမ်းကိုတကယ်လို့ကိုကယထာကနေပဲပြန်မယ်ဆိုရင်ဒီ back ပေါ့နော်အခုဒီကင်မရာရဲ့ဟိုနောက်ဖက်ကိုကျမတို့အဲ့လမ်းလိုပဲပြန်ရပါမယ်နော်ဒီနေ့ကဒီမှာကိုကြိုက်တဲ့ဟာလေးတွေဝယ်လို့ရပါတယ်ဈေးလေးအရင်ပေါ်ပါတယ် brand တွေရှိပါတယ်ဆိုတော့ thank you bye bye